ရှမ်းတောင်ပြန်ရောက်လို့ရှိရင်မနေ့ဆက်စားပြတဲ့ဆိုင်ထဲမှာဆိုလို့ရှိရင်အမင်သွားစားပြတဲ့ဆိုင်မှာဒီဆိုင်လေးလည်းပါတယ်ဒီဆိုင်လေးကိုအမင်ကတခါလေကြားလို့ရှိရင်တေချာလေးလည်းသွားစားပြတယ်လို့လမ်းကြုံလို့လည်းမကြာခဏဝင်စားပြတဲ့ဆိုင်လေးဖြစ်ပါတယ်အဓိကစားပြတာသူ့စီမှာဆိုအမင်ကြိုက်တာရှမ်းတုပ်ရဲ့တိုဟူနွေရဲ့ပေါ့နော်ပြီးလို့ရှိရင်ဒီဆိုင်လေးကစီချက်လည်းကောင်းတယ်နေရာလေးရပမှာလဲဆိုလို့ရှိရင်အေးတာရတစ်ပင်တောင်ပေါ့နော်ကျွန်တော်လမ်းမကြီးပေါ်မှာရှိတဲ့မကြီးပင်ရွာရဲ့ထိပ်ပေါ့နော်ကျွန်တော်တို့ရက်ကွက်ရုံးရဲ့ဘေးလေးမှာဖွင့်ထားတာပါသူဆိုင်လေးဘာကြောင့်ကြိုက်လဲဆိုလို့ရှိရင်အိုက်ကနေပြီးတော့ထိုင်ပြီးတော့ရှူကင်းလေးကြည့်လို့ကောင်းတယ်လို့သူဆိုင်လေးကလေကျွန်တော်တို့ခါကျဲဥခွင်းကြီးရဲ့အလေထဲမှာပေါ့နော်အဲ့ feeling လေးအရန်မိုက်တယ်ဒီနေ့မနေ့တော့အိုက်ဆိုင်မှာတော့ဆိုင်နဲ့အနောက်မှာရှိတဲ့ခါကျဲဥခေါ်မလားကျွန်တော်ဥနီပေါ့နော်အဲ့ဥနီတွေနှုတ်နေတာတွေ့လို့တခါလဲဝင်ပြီးအားပေးခဲ့ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ဈေးမှာဝယ်ရတဲ့အခင်းမှာဝယ်ရတာဈေးမှာဝယ်တာပူပြီးတော့ဈေးများမယ်ပေါ့နော်အခင်းမှာတော့ဒီနေ့ဝယ်လိုက်တာ1000မို့ဒါပေမဲ့ကြည့်ပါအောင်မအများကြီးပေးရတယ်စားမကောင်းပေါ့နော်အဲ့တော့ဒီနေ့တော့ဥနီလေးလည်းပြုတ်ပြီးတော့စားမယ်ငပြေးကျွေးလေးလည်းတို့စားမယ်ပေါ့နော်ဆိုတော့ဒီဆိုင်တို့ရောက်လို့ရှိရင်လည်းဝင်စားကြည့်ပါအေးတာရတိတ်ပြောင်လမ်းပေါ်ကမကြီးပဲရွာထိပ်မှာရှိပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ